နေ့စဉ်စတော်ဘယ်ရီသီးစားပေးခြင်းကတင့်ခန္ဓာကိုယ်အတွက်ဘယ်လိုကျိုးကျေးဇူးတွေရရှိစေမလဲဆိုတာဗဟုသုတဖြစ်တင်ဆက်ပေးလိုက်ပါတယ်။စတော်ဘယ်ရီသီးဟာအရသာရှိုံတင်မကပဲဗီတာမင်စီကျွယ်ဝစွာပါဝင်တာကြောင့်တင့်ရဲ့ကိုယ်ခံအားစနစ်ကိုအထူးကောင်းမွန်စေပြီးအေးမိဖျားနာခြင်းကိုထိရောက်စွာကာကွယ်ပေးနိုင်ပါတယ်။ဒါအပြင်သူ့မှာပါဝင်တဲ့ antioxidant ဓာတ်တွေကခန္ဓာကိုယ်အတွင်းရောင်ရမ်းမှုတွေကိုလျှော့ချပေးပြီးနာတာရှည်ရောဂါတွေဖြစ်ပွားနိုင်ခြေကိုတိတိတတ်လျော့ချစေပါတယ်။နှလုံးကျန်းမာရေးအတွက်လည်းစတော်ဘယ်ရီသီးကအားကိုးထိုက်တဲ့အသီးတစ်မျိုးပါသူ့မှာပါဝင်တဲ့အမြင့်တက်တဲ့ပိုတက်ဆီယမ်တို့ကသွေးဖိအားကိုမှန်ကန်အောင်ထိန်းညှိပေးပြီးကိုလက်စထရောလျော့ချစေဖို့ကူညီပေးပါတယ်။အသားရည်ပိုင်းမှာဆိုရင်လည်းဗီတာမင်စီကကောလာဂျင်ထုတ်လုပ်မှုကိုအားပေးတာကြောင့်အသားရည်ကိုပုံမတင်းရင်းစေပြီးနှုတ်ပြဝင်းပတ်တဲ့အတွင်းကိုဆောင်စေမှာဖြစ်ပါတယ်။ဝေးချခြင်းသူတွေအတွက်လည်းစတော်ဘယ်ရီသီးကအကောင်းဆုံးအဖော်မွန်ပါပဲကယ်လိုရီနီးပြီးရေဓာတ်နဲ့အမြင့်တက်များစွာပါဝင်တာကြောင့်ဗတ်ပြည့်လွယ်စေပြီးမုန်ပဲတည်ရစာစားခြင်းစိတ်ကိုထိန်းချုပ်ပေးနိုင်ပါတယ်စတော်ဘယ်ရီမှာပါတဲ့တဘာဝတခြားဓာတ်ကတင့်ကိုတစ်နေ့တာလုံးပင်ပန်းနှွမ်းနယ်မှုမရှိပဲလန်းဆန်းတကြွနေအောင်စွမ်းအင်တွေဖြည့်ဆည်းပေးမှာပါအနှစ်ချုပ်ရရင်စတော်ဘယ်ရီသီးကိုပုံမှန်စားသုံးပေးခြင်းဟာတင့်ရဲ့ကိုယ်ခံအားနှလုံးအသားရည်နဲ့ကိုယ်လေးချိန်ထိန်းသိမ်းမှုတို့အတွက်အဖိုးတန်နဲ့အလေးချိန်ကောင်းတစ်ခုဖြစ်ပါတယ်အခုလိုကျန်းမာရေးဖူးတူတာတွေအမြဲတည်းရအောင်ကျုပ်တို့ကိုစောင့်ကြည့်အားပေးဖို့မမေ့ပါနဲ့ဦးခင်ဗျာ